အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Glorio Channel page လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ vlog လေးอ่ะဆိုလို့ရှိရင်ကျွန်တော်ဖတ်ဖို့သမျှတွေမှာကျွန်တော်အကြိုက်ဆုံးစာအုပ်9အုပ်အကြောင်း review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ video လေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့လည်းမေတ္တာရက်ခံချင်ပါတယ်ခင်ဗျာအဲ့တော့ video လေးကိုစလိုက်ကြပါမယ်ခင်ဗျာဆိုတော့ကျွန်တော်အကြိုက်ဆုံးစာအုပ်9အုပ်ထဲကပထမဆုံးစာအုပ်လေးဖြစ်တဲ့ဒီနေ့တိုင်းပျော်ပါတယ်ဆိုတဲ့စာအုပ်လေးပေါ့နော်ဒါကကြတော့စာရေးဆရာမထက်တဲ့ထွန်းရဲ့စာအုပ်လေးပေါ့နော်ဒီစာအုပ်လေးကကျွန်တော်လက်ဆောင်ရခဲ့တာပေါ့နော်ဆိုတော့ဒီစာအုပ်လေးကိုဘာလို့ကြိုက်ကလဲဆိုတော့ပေါ့နော်ကိုself confidence ကျနေတဲ့သူတွေပဲဖြစ်ဖြစ်ကိုချစ်ဖို့မေ့နေတဲ့သူတွေဖြစ်ဖြစ်ဒီစာအုပ်လေးကအများကြီးအထောက်အကူပြုရလို့ထင်ပါတယ်ခင်ဗျာဥပမာကျွန်တော်စာအုပ်ဖတ်လို့ရှိရင်ဒီလိုပေါ့ဒီစာအုပ်လေးကိုကျွန်တော်မှန်းမျိုးပေါ့နော်ဒီလိုမျိုးလှန်လိုက်တယ်ဆိုလို့ရှိရင်ဒါ topic တစ်ခုပေါ့နော်ဒီလိုမျိုးခေါင်းစဉ်တစ်ခုဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးဆိုတော့အဲ့တော့ကျွန်တော်ကမပြင်းတော့ဘူးပေါ့နော်ပြီးတော့စာပိုက်တွေကလည်းအရမ်းမရှိတော့စာဖတ်ပြင်းတဲ့သူတော်မှပေါ့နော်ဒီလိုမျိုးနည်းနည်းလေးဆိုလို့ရှိရင်ဖတ်ဖို့အတွက်ပို့ပြီးတော့ညံတယ်ပေါ့နော်ပို့ပြီးတော့လည်းဖတ်ချင်တယ်ပေါ့စာပိုက်ကြီးကအရမ်းမရှိတဲ့ကြောင့်မို့လို့ဆိုတော့ဒီစာအုပ်လေးကိုလည်းကျွန်တော်ရဲ့ favorite ထဲမှာပါပါတယ်ခင်ဗျာကျွန်တော်အကြိုက်ဆုံးစာအုပ်ထဲဒုတိယတစ်အုပ်အနေနဲ့ကျတော့ဒီစာအုပ်လေးပေါ့နော်ဒါကကြတော့ကျွန်တော်beauty ဘိုင်းနဲ့ပတ်သက်ပြီးတော့လေ့လာဖြစ်တဲ့အခါမှာပို့ပြီးတော့ဖတ်ဖြစ်တယ်ပေါ့နော်ဒီစာအုပ်လေးကကြတော့ကျွန်တော် skin care နည်းဘာညာအစအဆုံးဒီစာအုပ်ထဲမှာအပြီးဆုံးပါပါတယ်ခင်ဗျာဆိုတော့တတိယစာအုပ်လေးအနေနဲ့ကကြတော့ဒီဟာလေးပေါ့နော်စာရေးဆရာဝင်းချင်းဘာသာပြန်နေပေါ့နော်ဒီ The Woman in Me ဆိုတဲ့စာအုပ်လေးပေါ့နော်ဒါလေးကကြတော့ကျွန်တော်ကLisa ဒီ shopping ထွက်နေတဲ့အချိန်ပေါ့နော်သူ့ရဲ့ဒီဘီလွယ်အိတ်လေးတွေကနေပြီးတော့မှာပေါ့နော်သူဖတ်နေတဲ့စာအုပ်လေးပေါ့နော်အဲ့ဒါကိုဒီစကွင်ရှော့ရိုက်ပြီးတော့လိုက်ပြီးရှာကြည့်တဲ့အချိန်မှာကျတော့ဘာသာပြန်တဲ့စာအုပ်လေးရှိရပါတော့အဲ့ဒါလေးကြောင့်မို့ကျွန်တော်လည်းဖတ်ချင်တဲ့အတွက်ကြောင့်မို့လို့တခါတည်းဝင်ပြီးဖတ်လိုက်တယ်ပေါ့နော်Britney Spears ရဲ့ဒီအထုပ်ပတ်တိဇာတ်လမ်းပေါ့နော် Legendary Miss Britney Spears ခင်အဆိုတော့ဖြစ်ပြီးဘယ်လောက်ထိအကြီးကျယ်အောင်မြင်ခဲ့တဲ့အခိုက်အတန့်တွေကိုဒီထဲမှာလည်းရေးထားတယ်ပြီးတော့သူနဲ့အတူတူခံစားရမယ်သူနဲ့အတူတူပျော်ရွှင်ရမယ်သူနဲ့အတူတူဖြတ်သန်းရမယ်ဆိုတဲ့ feeling အပြည့်စုံကိုဒီစာအုပ်လေးထဲမှာရရပါတော့ဒါလေးကလည်းကျွန်တော်အကြိုက်ဆုံး favorite စာအုပ်ထဲမှာပါပါတယ်ခင်ဗျာ Okay ဆိုတော့လေးဦးမြောက်အနေနဲ့ကျွန်တော်အကြိုက်ဆုံးစာအုပ်လေးကကြတော့ဒီစာရေးဆရာမမော်ဟော်စီရဲ့ဒီအမာဆိုတဲ့စာအုပ်လေးပေါ့နော်ကျွန်တော်ကစာရေးဆရာမမော်ဟော်စီရဲ့အမာခံ fanစစ်ပေါ့နော်ဆရာမထွက်ခဲ့တဲ့စာအုပ်မှန်သမျှကိုကျွန်တော်အကုန်စုတယ်အကုန်လည်းဖတ်တယ်ကျွန်တော်ရဲ့ vibe နဲ့လည်းကိုက်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဖတ်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကံထဲမှာဆိုလို့ရှိရင်လည်းစာရေးဆရာမမော်စီရဲ့စာအုပ်တွေရှိရပေါ့နော်ဟိုအရန်ကို favorite author ပေါ့နော်ဆိုတော့ဒီစာအုပ်လေးကလည်းဒီလိုပဲဆရာမကြတော့အများသောအားဖြင့်ကကြတော့ဒီ motivation စာအုပ်တွေအကြည့်တက်ရအောင်ဒီ spiritual နဲ့ပတ်သက်တဲ့အကြောင်းတွေပဲပြောတာပေါ့ရေးရများရေပေါ့နော်ဒါပေမဲ့ဒီစာအုပ်လေးကထူးထူးခြားခြားဖြစ်ရမှန်ပေါ့နော်စာအုပ်လေးကိုအခြေခံဖြစ်ရမှန်အခြေခံပြီးရေးထားတဲ့စာအုပ်လေးပေါ့နော်ဒုတိယကမ္ဘာစစ်အတွင်းမှာခုနရဲ့ဒဏ်တွေကိုခန်းစားရတာတော့မှာပေါ့နော်ဆရာဝန်ဖြစ်အောင်တေချာစူးစမ်းပြီးတော့မှာပေါ့နော်နိုင်ငံခြား UK ထိသွားပြီးပညာသင်နိုင်တဲ့အထီကိုမှအသေးစိတ်ရေးပြထားတဲ့စာအုပ်လေးပေါ့နော်ဒီစာအုပ်လေးကကျွန်တော်အရန်ကြိုက်လုံးလို့ပေါ့နော်ဒီတထိုင်နဲ့တောက်လျှောက်ဖတ်လိုက်တာပေါ့နော်ဒီလိုမျိုးစဖတ်လိုက်တယ်တထိုင်နဲ့ဖတ်ချလိုက်တာအပြီးထိပေါ့နော်ဆိုတော့ဒီစာအုပ်လေးကကျွန်တော်ဘဝအတွက်အမြဲအမှတ်ရနိုင်မယ့်စာအုပ်လေးပေါ့နော်အကြိုက်ဆုံးစာအုပ်တွေထဲမှာလည်းပါပါခင်ဗျဒီနောက်ဆုံးစာအုပ်အနေနဲ့အကြတော့ကျွန်တော်ရဲ့လုံးဝ favorite စာဖြစ်တဲ့ဒီဆ iam ခင်ထူရဲ့ဒီမိုင်ကန်ဆွဲစာအုပ်လေးဖြစ်ပါတယ်ခင်ဗျာဝတ္ထုရှည်ကိုမှလုံးဝဇက်အိမ်ခိုင်နဲ့အေးဆေးလေးလုံးဝ chill ကျင်တဲ့သူတွေအတွက်ဒီစာအုပ်ကလုံးဝ recommend ပေးပါတယ်ခင်ဗျာဒီစာအုပ်ကမြန်မာယဉ်ကျေးမှုလည်းအညာဒေတာကိုလည်းအသေးစိတ်ဖော်ပြထားပြီးတော့ရေးထားတဲ့စာအုပ်လေးတစ်အုပ်ပေါ့နော်အဓိကကြောင့်ကျွန်တော်တို့ဒီထဲမှာဒီမိုင်ကန်ဆိုတဲ့ဇက်ကောင်ရဲ့ဖြတ်တန်းပုံပေါ့နော်စပြီးတော့မွေးဖွားလာတဲ့စပြီးနောက်ဆုံးအချိန်ထိကိုမှတောက်လျှောက်မပြင်းမဲနဲ့ဆွဲခေါ်သွားတဲ့စာအုပ်လေးတစ်အုပ်ပေါ့နော်ဆိုတော့ဇိုင်းခံဖတ်ချင်တဲ့သူတွေဆိုလို့ရှိရင်ဒီစာအုပ်ကိုလုံးဝရွေးဖို့အတွက် recommend ပေးပါတယ်ခင်ဗျာဒီစာအုပ်9အုပ်တွေကကြတော့ကျွန်တော်ဒီနေ့ review ပေးခဲ့တဲ့စာအုပ်9အုပ်တွေပဲဖြစ်ပါတယ်ခင်ဗျာအကယ်၍ကိုဖတ်ဘူးတဲ့စာအုပ်လေးရှိရဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ comment မှာဖတ်ဘူးရဆိုအကြောင်းအရာလေးပြန်ပြီးတော့ sharing လုပ်ပေးလို့ရပါတယ်ခင်ဗျာဆိုတော့ဒီနေ့ vlog တွေဒီလောက်ပဲပေါ့နော်နောက်vlog မှာပြန်တွေ့ပါမယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ခုနကနေမှပြန်ပြီးတော့တွေ့ပါမယ်ခင်ဗျာအဲ့တော့ဗီဒီယိုလေးအဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာအဲ့တော့နောက်ဘက်မှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးဘိုင်ဘိုင်ပါ